ကျွန်တော်ဟာဂျန်နိုင်တွေကရေသူမအဆက်ဟုတ်မဟုတ်ထီချင်းလို့ကျွန်တော်ရဲ့ယုံခမ်းမှုကိုလစ်လျူရှုပြီးရေကန်ထဲမှာလောင်ပိတ်ထားလိုက်ကြတယ်ဗျာအဆိုးရှင်ကိုဖွင့်လိုက်တော့ပင်းလက်ရည်တွေတဟုန်ထိုးစီးဝင်လာပြီးရေမျက်တဲ့ပြင်ကမြန်မြန်မြင့်တက်လာတယ်ဗျာတန်ကြိုးတွေကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ချီထားတယ်လေကျွန်တော်လွတ်မြောက်နိုင်စွာမရှိခဲ့ဘူးဗျာမကြခင်ရေတွေကကျွန်တော်ကိုမျိုးချသွားတော့တာပဲဗျာပရိသတ်ကလည်းတီးတော့ပြောဆိုနေကြတာပေါ့ဗျာတာမန်လူတယောက်ဟာရေအောက်မှာ9စက္ကန့်ထက်ပိုပြီးမခံနိုင်ဘူးလေကျွန်တော်ကတော့ရေအောက်မှာငြိမ်နေပြီးအာခေါင်တန်နဲ့အတူပါဇက်ကနေရေပပေါင်းနေအဆက်မပြတ်ဖရက်နေခဲ့တယ်ဗျာခေါင်းပြောင်တဲ့လူတယောက်ကရေကန်ဘောကဆေးမင်းဘုတ်ကိုတက်လာပြီးကျွန်တော်ကိုတနက်နဲ့ရန်တန်ပိတ်ခတ်နေတော့လာပဲဗျာတန်ကြိုးတွေနဲ့ချီထားပြီးမဲ့ကျွန်တော်ကလင်းမြန်းစွာလှုပ်ရှားပြီးကြီးစံတွေကိုရှောင်းသိမ့်နိုင်ခဲ့တယ်ဗျာကြီးစံတွေကကျွန်တော်ဘေးကနေလွဲချော်သွားပြီးကျွန်တော်ကရေကောက်မှာတင်းငင်းစွာပဲနေနေလိုက်တယ်ဗျာခေါင်းပြောင်တဲ့လူကဒေါတော်တွေပို့ထွက်လာပြီးထပ်ပြီးချိန်ရွေလိုက်တယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်ကစူးရတဲ့အော်ထန်ကိုအော်လိုက်တယ်ဗျာထူးဆန်းတဲ့ရေလိုင်းတွေကရေပြင်အနှံ့ပြန့်နှံ့သွားတယ်ဗျာသူကတစုံတစ်ခုဖန်းစားခံထားတဲ့ပုံစံမျိုးနဲ့တနက်ကိုလွတ်ချလိုက်ပြီးရေထဲကိုခုန်ဆင်းလာကမမြင်နိုင်တဲ့တစုံတစ်ခုကသူ့ကိုကျွန်တော်စီဆွဲခေါ်သွားတယ်ဗျာသူတတိပြန်ဝင်လာတဲ့အချိန်မှာအရာအလုံးကနောက်ကျသွားခဲ့ပြီဗျာကြောက်လန့်တကြားဖြစ်နေတဲ့ပရိသတ်ကကျွန်တော်ကိုပင်လေအလဲကိုခေါ်သွားဖို့အလူရဲ့ပြင်းစင်နေကြတယ်ဗျာကျွန်တော်လွတ်မြောက်မှာစိုးရိမ်တဲ့အတွက်ကျွန်တော်ရဲ့ခြေထောက်တွေကိုတန်ကြိုးတွေနဲ့ရေပတ်ပြီးပင်လေတွေကိုပြစ်ချလိုက်ကြတယ်ဗျာပင်လေရည်ကြီးကကျွန်တော်ရဲ့လက်ချောင်းတွေကိုစီးပင်လာတယ်ဗျာကျွန်တော်မေ့လဲတော့မလို့ဖတ်သွားပြီမယ်တခုခုပြောင်းလဲသွားတယ်ဗျာကျွန်တော်ရဲ့မျက်လုံးတွေပြန်ပွင့်လာပြီးပုံမှန်အတိုင်းအသက်ရှူနိုင်လာတယ်ဗျာကျွန်တော်ရဲ့အတွင်းထဲမှာစွမ်းအားနေပြည့်လာနေဗျာခဏလေးအတွင်းမှာပဲတန်ကြိုးဒီကိုဖြတ်စီးပြီးလွတ်မြောက်သွားခဲ့တယ်ကန်းကြီးစီကိုအပြေးသွားလိုက်ပါတယ်ဗျာကန်းကြီးမှာလူသက်သမားကရှိနေစေပဲဗျာပြီးတော့ကျွန်တော်ကသူ့နောက်ကိုရောက်နေပြီပေါ့ဗျာ